အိဖတ်ရောက်လို့လာသိန်းကြိုတာ9000လာသိန်းကြိုတာ9000လာသိန်းကြိုတာလာသိန်းကြိုတဲ့အခါကျတော့တင်ပါဗျာအဲ့နဲ့ပငယ်ချင်းဘူကြီးမြတ်မောင်နဲ့သွားတွေ့နတ်လကဥက္ကဋ္ဌတင်ပါဗျာမပြန်နဲ့အညာပူတယ်အောက်မှနေကရင်လောင်မှာကျောင်းတိုင်လို့တဲ့ဆိုပြီးတော့ထားတာအသက်43ဝရောက်တာအဖေအသက်ဟာ85နှစ်ကျန်ခဲ့တာအခုဘာဖုံးဒီကိုရောက်တာဟာအခု65နှစ်လောက်ရှိနေပြီအခုအသက်တရားနဲ့60ဝင်းနေပြီတင်ပါဗျာနော်ခန္ဓာဝင်လည်းမကြနိုင်ဘူးဘိုးတော်ငါမှာသီလသမာဓိသိက္ခာ3ပါးအေးမှန်ကန်တော့နင်တို့ရှိခိုးတာငါခနိုင်နေဗျမလေးဘူးဩဗျာတချို့ဘုန်းကြီးတွေကြထိုင်ရှိခိုးတဲ့ခါကျသူတို့မှာလောဘဒေါသမောဟတွေများတော့လောဘများတော့သေဟုတ်တယ်ငါသိလည်းမသိဘူးတင်ပါဗျာကျုပ်မြင်နေမလားတင်ပါဗျာဘာမှခိုင်ခါမှဟောတယ်ချိုရင်ချိုမှဟောတယ်အဲ့တော့လူတွေကမကြိုက်ဘူးတခါလာပြီးနောက်မလာတော့ဘူးအမှန်ပြောတာဟုတ်ပါစထိုးတယ်ဖယားလေကြိုက်တယ်ငါမထားဘူးအဲ့ဒါလေဒီမှာဒီမှာမင်းငယ်အဲ့ဘုံကြီးပါစထိုးအပေါက်ထိုးအဲ့ဘုံသေလည်းမသေဘူးအဲ့ဒါကြောင့်ဘာဖုံးပါလေကျိန်သာဝမောင်ရသိလားဒီမှာလူတွေကလေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းနိုင်ကြပါစေလူတွေကတယောက်တည်းလက်ပတ်နေတာအလိမ္မောပေါ်ခင်တဲ့အလိမ့်လည်းပေါ်မတဲ့တော့နော်အထင်သေးခြင်းအချင်းချင်းကင်းရှင်းနိုင်ကြပါစေဟုတ်လားစင်ရဲ့လိုချင်းအချင်းချင်းဤရှင်းကြပါစေရှင်းကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းနိုင်ကြပါစေဟုတ်ဘူးလားအဲ့ဒါအမှန်နေမင်းကိုဆရာတော်ဘုရားကြီးဟောသွားတာအမှန်နေအဲ့တော့ဘာဘုံကလေခုမြင်လာသင်္ကန်းလေးအဲ့ဒါသင်္ကန်းကြီးဖို့လှမ်းပြီးအဲ့မှာအဲ့ဒါခုနိုင်လေးတယ်ဗျာတရားတပါးပဲတပါး